皆さんこんにちは。အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဗီဒီယိုလေးမှာတော့အသိပရှိတဲ့ခန်းကြီးတစ်လုံးနဲ့နောက်ထပ်ခန်းကြီးတစ်လုံးကိုပေါင်းစပ်ပြီးအသစ်ဖြစ်လာတဲ့စကားလုံးလေးတွေကိုလေ့လာကြပါမယ်။သင်ခန်းစာပထမဆုံးအနေနဲ့တဲ့လက်နဲ့ခမိစာရွက်အဲ့ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်တဲခမိစားဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြီးအသစ်တစ်လုံးရလာပါတယ်။ဒုတိယမြောက်အနေနဲ့ဟာနာပန်းနဲ့ခိမိဒီနှလုံးပေါင်းစပ်လိုက်တဲ့အခါမှာဆိုရင်ဟာနာပီမီရှူမီပန်းဆိုတဲ့စကားလုံးအသစ်ကလေးကိုရရှိလာပါတယ်။တတိယနောက်စကားလုံးလေးကတော့မီဆူရှိမီချီလမ်းလို့ပေါင်းလိုက်ရင်ဆွီတိုရှိပိစနဲ့သို့မဟုတ်ရှိပိုက်လန်လို့ဆိုနိုင်ပါတယ်။နောက်တစ်ခုကတော့အိုကြီးဆိုတဲ့ခန်းကြီးနဲ့အမေမိုးခန်းကြီးကိုပေါင်းလိုက်ရင်အိုအမေမိုးသေးဆန်ဆောင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ရလာပါတယ်။နောက်ထပ်ဟိမိနဲ့ယာမတောင်းလို့ပေါင်းလိုက်မယ်ဆိုရင်လေခါဆန်မိတောင်ဖြစ်လာပါတယ်။မိနဲ့တောင်းနဲ့ပေါင်းလိုက်တော့မိတောင်မဖြစ်မှာပေါ့နော်။ဒီလိုနဲ့ခန်းကြီးတစ်လုံးချင်းစီနားလည်ပြီးသားဆိုရင်အသစ်စကားလုံးတွေကိုလည်းဖွင့်နိုင်တာတွေ့လာပါတယ်။ဒီဗီဒီယိုလေးကဂျပန်စာလေ့လာနေတဲ့သူတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘူးတုကအများကြီးနဲ့ဂျပန်စာဗီဒီယိုလေးတွေသင်ပေးသွားမှာမလို့ channel ကို subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့နော်။မတ်တန်